ကျွန်တော်ထပ်ပြီးပြောချင်တော့ကရခိုင်တပ်မတော်ကရခိုင်တပ်မတော်ကိုရေဖော်ဒီရေမီဒီအတိုက်တာတခုတည်းပါဝင်လာတော့တာဝန်ထက်ဆောင်ခဲ့တယ်အခါလူမျိုးတိမှာပါရေမီနေပါသေးတော့ကျွန်တော်ရခိုင်သမားတိအခါတိုင်းတော့ဒီလောက်ဘယ်ကြီးမရှိခဲ့ပါတော့ရခိုင်ကျွန်တော်မှာရခိုင်သားရေဖို့တာရာမှာရခိုင်သမားရေဖို့နာရောက်တော့နိုင်ရခဏတော့မရှိပါဆိုခဲ့အမျိုးသမီးခေါ်နေ30ရာခဏတော့ခဲ့တယ်ဆိုခဲ့ရေအမျိုးသမီးကြီးကျွန်တော်သိပါတယ်ကျွန်တော်ညမကျွန်တော်တူမတီအခါလူမျိုးတိကတည်းကရှိပါတယ်သို့တော့ကိုအစားပြည်ဒီမကောင်းလို့လားလောလောဆယ်အခင်းလေးတစ်ခုပေါ်မှာနေပြီးဒီစိမ့်သားနေသောလားပေဝေနေသောလားဆိုတဲ့အနေထားရှိတော့ဘူးလုတ်ကြတော့ကလူများသားအခါလူမျိုးတိကထိုက်ဖို့လို့ယုံခဲ့ပါတယ်ရောက်တော့လဲရခိုင်ရေရခိုင်သမားရှိသည်လာနာကြိုက်တော်လည်းနဲ့အောက်ဝေးခံဖို့တော့ရခိုင်တဲမတော်ကိုလာပြီးတာဝန်ယူခဲ့ပါတာဝန်ထက်ဆောက်ခဲ့ပါလို့ဒီနေရာကဖိတ်ခေါ်ပါတယ်နဲ့ဒီကြောက်သားလူငယ်ကြီးကိုလည်းအမေတဲ့ဖိတ်ခေါ်နေကြပါလားယောက်ျားကြီးကတော့အတိုက်တာတစ်ခုတည်းအမေတဲ့ဒါတော့တာဝန်ယူခဲ့ပါတယ်ရခိုင်တဲမတော်ရဲ့ခိကိုအောက်ဝေးဆောင်နိုင်ဖို့တော့ရခိုင်ပြည်သူတွေဒေသပူပြီးကြီးပူပေါပါဖို့လိုပါတယ်ကျွန်တော်တို့ရခိုင်တဲမတော်ရဲ့ဒီမင်းဖပြည်သူကြီးသာသမီတိဖိုက်တယ်တဏ္ဍာကပြောပါတယ်ရခိုင်တဲမတော်ရဲ့ဒီရခိုင်တဲမတော်ကိုကျွန်တော်တို့စေဦးစီးချုပ်ဘုံမှုချုပ်ထမ်းလိုက်လည်းမပါကျွန်တော်ဒုတိယဘုံမှုကျော်ဟန်လည်းမပါအခုရှိနေတဲ့မင်းဖပြည်သူတွေပိုင်ပါတယ်ကျွန်တော်တို့ရခိုင်တဲမတော်ရဲ့မင်းဖပြည်သူကြီးတော့အမင်းဖဆိုမင်းဖပြည်သူတွေဖိုက်တယ်ဆိုကဥပမာဒုက္ခမစဉ်းစားပြပါအမင်းဖရဲ့သာသမီကိုပညာတည်ဖို့ကြောက်ထားတယ်အမိဖကရောက်ပိုင်သုံးတရာတာဝန်ယူပြီးရေးပြီးမှရောက်သာသမီဒီအမိဖပြိုးထောက်ပူစလောက်ပြီးတော့သူကြီးကျိုးစားမှုနဲ့ရောက်အတဲ့ပညာဒီမှာတော့တော့ရောက်ပဲခုချွေမှုဒီတော့တော့ရောက်ပဲအောင်မမှုဒီတဲ့ဟုတ်လားလာကိုခိုက်တယ်ကြောက်တော့လေမိဖပြည်သူဒီအနေနဲ့အမိဖကြီးကသာသမီကိုပူစုဖို့လိုရပါသာသမီကြီးကလည်းအမိဖပူစုမှုကောင်းပြီးမှသာသမီကြီးဆိုမိဖကြီးအနာခဲ့ကိုပူပြီးတာဝန်ယူနိုင်ဖို့တာဝန်ခံတော့ခဲ့တယ်ကြောက်တော့လေ